ရမဲသိန်းခိုင်မိသက်ဦးစီးဌာနမှဦးဆောင်ပြီးပျော်ပွဲမြို့နယ်အတွင်းရှိတီးသက်မိသက်တပ်ဖွဲ့ဝင်များရဲ့အကျိုးအခြေခံမိသက်ပညာသင်တန်းတင်မြင့်ဆောင်2026ဖွင့်လှစ်ခြင်းကိုဒီကနေ့မနက်ပိုင်းကအမတ်၈ထဲစက်ရုံပျော်ပွဲမှာကျင်းပပြုလုပ်ပါတယ်။ပထမဦးစွာအမတ်ရှင်အထက်ဆက်ယုံမှဆက်ယုံမှုဦးတန်းစင်အောင်ကဆက်ယုံအတွင်မိဘလုံခြုံရေးနှင့်မိဘအန်ရဲ့ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုပုံမထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်ရေးဖွင့်လှစ်ခြင်းဖြစ်ကြောင်းဆွေးနွေးကရမဲတင်ခရိုင်မိသက်ဦးစီးမှုဦးကျော်မျိုးကမိသက်တပ်ဖွဲ့ဝင်များအနေဖြင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်ပစ္စည်းများနိုင်ငံတော်ရှိကုန်ထုတ်အရင်းအနှီးများကိုမိဘအန်ရဲ့နှင့်တဘာဝဝီအမျိုးမျိုးတို့မှကာကွယ်နိုင်ရန်အတွက်တည်သက်မိသက်တပ်ဖွဲ့ဝင်များကိုအကျိုးအခြေခံမိသက်ပညာသင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းကိုရှင်းလင်းဆွေးနွေးပါတယ်။အဲဒီနောက်သင်တန်းကိုဆက်လက်ပို့ချရာမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးကျော်ကျော်ဆန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစော်မိုးတန်းနှင့်ဌာနဆိုင်ရာများကလေးလာကြည့်ရှုအားပေးခဲ့ကြောင်းသင်တန်းမှာမိငိမ့်သက်ရေးဘာသာရပ်များကိုစာတွေလက်တွေပို့ချသွားမှာဖြစ်ပြီးရှာဖွေကယ်ဆယ်ရေးဘာသာရပ်ကိုလည်းစနစ်တကျပို့ချသွားမှာဖြစ်ကြောင်းအဆိုပါသင်တန်းမှာတည်သက်မိသက်တပ်ဖွဲ့ဝင်သင်တန်းသား35ဦးတက်ရောက်လျက်ရှိပြီးသင်တန်းကာလမှာရဲတပ်တစ်ပတ်နှစ်ပတ်ကြာမြင့်မှာဖြစ်တယ်လို့သတင်းရရှိပါရရှင်။